ကဲအခုကတော့ဂန်တင်ဟိုင်းလန်းတောင်ကြီးကိုရောက်ပါပြီပြီးလို့ရှိရင်တော့ဒီမှာပေါ့နော်ဒီဘက်ကစီးပြီးတော့သွားမယ်ပေါ့ရှင်အခုကတော့ဒီဘက်ချမ်းမှာမြင်ရတဲ့တောင်ပေါ့နော် ဘုံဘောဆက်တယ်မသိ ပြီးလို့ရှိရင်တော့တောင်ပေါ်ဆက်တက်ပါမယ်တောင်ပေါ်ဆက်တက်ပါမယ်ပြီးလို့ရှိရင်တော့ ဘူးခေါ်ရည်ပါလေ အခုကတော့ဒီကားပတ်ကင်မှာမနေ့အစောကြီးထွက်လာတာဖြစ်တဲ့အတွက်ဘယ်သူမှမရှိသေးဘူးရှင်ကျမတို့လည်းမြန်နှစ်ယောက်ထဲပါပဲအခုတော့မှနည်းနည်းတော့အေးလာပါပြီမနေ့အစောကြီးထွက်လာတော့ဗောနော်ဒီမှာအရင်ပဲလှပါတယ်မိုက်ပါတယ်ကန်းကြည့်ပဲခရီးသွားဘူးပါတယ်တောင်ပေါ်တွေပါတယ်ဆိုတခါမှမသွားဘူးလေမသွားဘူးဆိုတော့အခုဒါကတော့တောင်ပေါ်ခရီးစဉ်ပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါကဒီဘက်ချမ်းမှမြင်ရတဲ့တောင်ပေါ်နော်ကိုဟိုဘတ်ကားကကြတော့တောင်ပေါ်တက်တာလားဟုတ်မှာသိလား တော့ဘူးလို့စီလည်းကျမတို့ကတော့တောင်ပေါ်ကေဘက်ကားနဲ့တက်ပါမယ်ကေဘက်ကားကြတော့သူကအခုမနက်6ခွဲလောက်ပဲရှိသေးတယ်ဆိုတော့မဖွင့်သေးဘူးပေါ့ရှင်မဖွင့်သေးပါဘူးဒါကတော့အခုလာတာတော့ဂန်တန်ဟိုင်းလန်းပဲဖြစ်ပါတယ်